Hello အားလုံးပဲမင်္ဂလာပါကျွန်တော်က Ever အောင်ကိုအောင်ဖြစ်ပါတယ်ကျွန်တော်တို့ Real Estate Page ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မှာကျွန်တော်အားလုံးကို Homestead Exemption အကြောင်းကိုအနည်းငယ်ဝေမျှချင်ပါတယ် Homestead Exemption ဆိုတာဘာလဲ Homestead Exemption ဆိုတာကကိုယ့်ရဲ့ Property Tax ကျလာအောင်ကျွန်တော်တို့က apply လုပ်ထားရမှာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီ Homestead Exemption ကိုဘယ်အချိန်မှာ apply လုပ်ရမလဲဆိုရင်တော့ဥပမာဒီနှစ်က2025ခုနှစ်ဖြစ်တယ်ဒီ2025ခုနှစ်အတွင်းမှာအိမ်ဝယ်ထားတဲ့သူက2026ခုနှစ်အစပိုင်းဇန်နဝါရီလကနေသူ့ရဲ့ deadline က April လ3ရက်နေ့ဖြစ်တယ်မတေချာမှတ်ထားပါ Homestead Exemption apply လုပ်ဖို့ deadline က April 3ရက်နေ့ဖြစ်တယ်ဇန်နဝါရီ3ရက်နေ့ကနေ April 3ရက်နေ့အတွင်းမှာ apply လုပ်လို့ရပါတယ်ဘယ်သူတွေ apply လုပ်မလဲခုနကျွန်တော်ပြောပြီးပြီ2025ခုနှစ်အတွင်းမှာအိမ်ဝယ်ထားတဲ့သူက apply လုပ်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ Homestead Exemption ကိုနှစ်တိုင်း apply လုပ်ဖို့လိုလားဆိုရင်တော့နှစ်တိုင်း apply လုပ်ဖို့တော့မလိုပါဘူးတစ်ခါလုပ်ထားရုံနဲ့ကိုကဒီအိမ်မှာနေတဲ့ကာလတစ်လျှောက်လုံးထပ်ပြီးတော့လုပ်ဆရာမလိုတော့ပါဘူးပြောချင်တာက2025မှာကျွန်တော်ဒီအိမ်ဝယ်တယ်ဒီအိမ်အတွက်ကျွန်တော်2026နှစ်စပိုင်းမှာကျွန်တော်ကHomestead Exemption ကို apply တစ်ခါလုပ်ရုံနဲ့ဒီအိမ်မှာကျွန်တော်နေတဲ့ကာလပတ်လုံးနောက်ထပ်ကျွန်တော်ထပ်လုပ်ဆရာမလိုတော့ပါဘူးဆိုတော့ဘယ်အချိန်မှာထပ်လုပ်မလဲဆိုတော့ဥပမာကျွန်တော်အခုဒီကျွန်တော်ရဲ့အိမ်ကိုကျွန်တော်ပြန်ရောင်းပြီးတော့နောက်အိမ်အသစ်ကျွန်တော်ပြန်ဝယ်တယ်ဆိုရင်အဲ့ဒီအိမ်အသစ်တော့ကျွန်တော်ပြန်လုပ်ရမယ်เนาะအဲ့ဒါလည်းတစ်ခေါက်ပဲလုပ်ရမှာဖြစ်ပါတယ် Homestead Exemption ကိုမလုပ်ထားဘူးဆိုရင်ဘာဖြစ်မလဲဆိုရင် Homestead Exemption ကိုမလုပ်ထားဘူးဆိုရင်ကျွန်တော်တို့ရဲ့ property tax ကတက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ property tax မြေခွန်ကများလာမှာဖြစ်တယ် Homestead Exemption ကိုလုပ်ထားခြင်းအပြင်ဒီအိမ်ကကျွန်တော်ရဲ့ primary residence ကျွန်တော်နဲ့ကျွန်တော်မိသားစုနေထိုင်တဲ့အိမ်ပါဆိုပြီးတော့ကျွန်တော်တို့ကတင်ပြထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုမြေခွန်အများကြီး property tax အများကြီးမယူပါဘူးဆိုတော့ကျွန်တော်အရောက်စီတန်းကိုတိုက်တွန်းချင်တယ်အိမ်ဝယ်ထားတဲ့သူများနှစ်ကုန်တဲ့ခါကျရင် Homestead Exemption ကိုရှောက်ထားဖို့ရန်မမေ့ပါနဲ့ Homestead Exemption ကိုရှောက်ထားကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်